ရှင်ဖွဖြူပါဒီနေ့ကျွန်တော်ဝိုင်လာ12ရက်နေ့အတွက်ကမ္ဘာရွှေဈေးဗေဈေးတွေကိုစောင့်ကြည့်ပြီးတော့မှအဝယ်ရောင်းလုပ်ရမလဲဆိုတာကိုဤပညာပိုင်းကခန့်မှန်းသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီကျွန်တော်ဝိုင်လာ12ရက်နေ့တနင်္လာနေ့ဟာဆိုရင်ကမ္ဘာရွှေဈေးကတအောင်စားကို4518ဈေးနဲ့ဈေးစားဖွင့်လာခဲ့ပါတယ်ရှေ့တစ်ပတ်တောက်ကြနေ့ကပိတ်တဲ့ဈေးမှာပြန်ဖွင့်တာမဟုတ်ဘဲနဲ့ဈေးကွာအားချက်နဲ့ပြန်ဖွင့်လာတာတွေ့ရတယ်ပေါ့နော်ဆိုတော့လက်ရှိအချိန်ထိအမြင့်ဆုံး4600ဈေးတန်းထိတက်ထားတယ်အနှိမ်ဆုံးအနေနဲ့4512ဈေးတန်းထိကျထားတယ်လက်ရှိရောက်နေတဲ့ဈေးတန်းတွေကတော့4581ဆိုတဲ့ဈေးတန်းစုံတွေဖြစ်ပါတယ်ရှင်ဆိုတော့ဒီလက်ရှိရောက်နေတဲ့ဈေးတန်းစုံတွေကကမ္ဘာရွှေတမိုင်းတစ်ချောင်းမှာတခါမှမရောက်ခဲ့ဘူးတဲ့စံချိန်တင်ဈေးတန်းတွေဖြစ်နေပေါ့နော်ဆိုတော့ဒီလိုစံချိန်တင်ဈေးတန်းတွေမှာဘယ်လိုချက်တွေကိုခံမှန်းသုံးသပ်ပြီးတော့မှအဝယ်ရောင်းလုပ်ရမလဲဆိုတာကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒါဆိုဖြူနဲ့တူ candlestick ချက်စရာကိုကြည့်ပြီးတော့မှဘယ်စင်းတွေစောင့်ကြည့်ပြီးတော့မှအဝယ်ရောင်းလုပ်ရမလဲဆိုတာကိုလေ့လာကြည့်ပါမယ်ရှင်ကမ္ဘာရွှေဈေးကတော့ဒီမှာချက်စရာမှာမြင်တဲ့အတိုင်းပါပဲပြီးခဲ့တဲ့တောက်ကြနေ့ကဒီဈေးထဲမှာပိတ်သွားတယ်ပေါ့နော်ဒီတစ်ပတ်တနင်္လာနေ့မှာဆိုရင်ဒီပုံမှန်တိုင်းဆိုရင်တော့ဒီ10ရက်ကပိတ်တဲ့နေရာမှာပြန်ပိတ်လို့ရှိရဲဒါဆိုရင်ဈေးကွာအားချက်နဲ့ဒီနေ့မှာပြန်ဖွင့်ထားရပေါ့နော်စနေတနင်္ဂနွေပိတ်ရက်ပြီးတနင်္လာပြန်ဖွင့်တဲ့တော်တော်များများမှာဒီလိုမျိုးတွေကြုံရတတ်တယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်ဆိုတော့ဒီလိုဈေးကွာချက်နဲ့ဖွင့်လာတဲ့အကြောင်းရင်းတွေကတော့ဒီပိတ်ရက်အတွင်းမှာအမေရိကန်နိုင်ငံနဲ့သက်ဆိုင်တဲ့ breaking news တွေထွက်တာတွေအကြောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့လက်ရှိမှာကမ္ဘာရွှေဈေးကခန်းနဲ့ဖွင့်ပြီးပေါ့နော်ဈေးကွာချက်နဲ့ဖွင့်ပြီးကလေးကတောက်လျှောက်တက်နေခဲ့တယ်4582ဆိုတဲ့ဈေးတန်းကိုပြန်ရောက်နေပေါ့နော်ဆိုတော့လက်တလောဒီကာလာလေးပေါ့နော်ဒီကာလာလေးထဲမှာဈေးတက်ကျသွားနေဖြစ်တဲ့အတွက်အဓိကစောင့်ကြည့်ရမယ့်ဈေးတန်းကိုဒီနာဝင်းချင်မှာတက်မှတ်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကန်နယ်လေးတွေကိုကြည့်မယ်ဆိုရင်ဒီနေရာမှာပိတ်ပြီးတော့မှအောက်ကိုပြန်ကျလာတာမတွေ့ရသေးဘူးပေါ့နော်ဆိုတော့ဒီဈေးတန်းလေးကဘာဈေးတန်းလေးဖြစ်မလဲဆိုတော့ဈေးကျဖို့အတွက်အဟန့်အတားဖြစ်စေတဲ့ support ဈေးတန်းအဖြစ်တက်မှတ်ထားလို့ရမယ်ပေါ့နော်ဆိုတော့ line လေးနဲ့တက်မှတ်ပါမယ်ဘယ်ဈေးတန်းလဲဆိုတော့4569 68ပေါ့နော်ဒီဈေးတန်းဆိုလေးပေါ့နော်ဒီဈေးုံလေးကညီမတို့ဒီဈေးဆက်ကြဖို့အတွက်အဟန့်အတားဖြစ်စေတဲ့ဇုံဖြစ်တဲ့အတွက်တကယ်လို့ဒီ4582ကနေ4569ဈေးတန်းကိုပြန်ကျလာတဲ့အချိန်မှာဒီမြင်းလေးပေါ့နော်4569ဆိုတဲ့ support မြင်းလေးရဲ့အောက်ကိုကန်နယ် body နဲ့ပေါ့နော်ဖောက်ပိတ်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင်ဒါပြန်ပြီးတော့မှတက်နိုင်မယ့်အနေအထားရှိပါတယ်လက်ရှိက H1 နဲ့ခံမှန်းသုံးသပ်တာဖြစ်တဲ့အတွက် H1 ကန်နယ်နဲ့ပဲတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်တကယ်လို့ဒီဈေးနဲ့အောက်ကို H1 ကန်နယ်နဲ့ပိတ်နိုင်ခြင်းမရှိတဲ့၍ကမ္ဘာရွှေဈေးကတက်နေဦးမှာဖြစ်ပါတယ်ဒီ4582ကနေ4590 4600တွေအထက်တွေထိတက်နိုင်တယ်ပေါ့နော်ဆိုတော့အဓိကစောင့်ကြည့်ရမယ့်ဈေးရစုံလေးကတော့4569ဆိုတဲ့ဈေးရစုံလေးဖြစ်ပါတယ်စံကျင်ဘက်အနေနဲ့ဒီ4569ဆိုတဲ့ဈေးတန်းကိုသာ H1 ကန်နယ်ရဲ့အကြကန်နယ်လေးကဖောက်ပြီးတော့မှပိတ်နိုင်ခဲ့တယ်ဆိုရင်တော့ကမ္ဘာရွှေဈေးကနည်းနည်းပြန်ကျနိုင်တယ်ပေါ့နော်4520ဝန်းကျင်လောက်ထိလာနိုင်တယ်ပေါ့နော်ဆိုတော့ဘယ်ချိန်မှာအဝယ်ရောင်းလုပ်ရမလဲဆိုတော့ဒီကန်နယ်လေးဒီမြင်းလေးကိုတစ်ချက်စောင့်ကြည့်ပေါ့နော်ဒီမြင်းလေးမှာ H1 ကန်နယ်နဲ့ဘယ်ဘက်ကိုဖောက်တယ်လဲမဖောက်ဘူးလဲဆိုတာကိုစောင့်ကြည့်ပြီးတော့မှကန်နယ် confirmation ရမှသာလျှင်အဝယ်ရောင်းလုပ်စေချင်ပါတယ်ရှင်ဒါဆိုဘယ်ချိန်မှာဝယ်ရမလဲဆိုတော့4569ဒီနာဝင်းကျင်ဈေးပြန်ကျလာတဲ့အခါမှာသူ့ကိုဖောက်ပြီးဆင်းတာမျိုးမတွေ့ရဘူးbody နဲ့ဒီမြင်းနားမှာပဲရှေ့ရကန်တယ်လို့လိုမျိုးလေးပိတ်သွားခဲ့တယ်ဆိုရင်တော့ဒါဝယ်လို့ရမယ်ပေါ့နော်ဒါဆိုရင်ဘယ်ဈေးလောက်ထိမြန်ပိုင်းလို့ရမလဲဆိုတော့အနည်းဆုံးအနေနဲ့ကတော့4585လောက်ထိမြန်ပိုင်းလို့ရမယ်နောက်ထပ်ဘောနော် target သူ့အနေနဲ့ကတော့4600ဝန်းကျင်လောက်ထိထားလို့ရပါမယ်ရှင်ဒါကတော့အဝယ်အတွက်ပြပြပေးတော့ဖြစ်ပါတယ်ရောင်းမို့အတွက်ဆိုရင်တော့4600စုံလေးကိုတစ်ချက်စောင့်ပေးပေါ့နော်အပေါ်မှာ resistance level အနေနဲ့ကတော့ဒီဈေးတန်းတစ်ခုပဲသတ်မှတ်ထားလို့ရပါမယ်4600နဲ့4600စုံပေါ့နော်ဆိုတော့ဒီဈေးတန်းစုံလေးကိုဒါဈေးကတက်ပြီးတော့မှပြန်ရောက်လာခဲ့မယ် H1 ကန်နယ် body နဲ့ဒီ4600ရဲ့အထက်ကိုဖောက်ပြီးတော့မှတက်ပြီးတော့မပိတ်နိုင်ခဲ့ဘူးဆိုရင်နားလေးမှာပြန်ပြီးရောင်းလို့ရမယ်ပေါ့နော်ဒီမြင်းလေးရဲ့အထက်ကိုကန်နယ် body နဲ့အတက်ကန်နယ်နဲ့ပေါ့နော် H1 ကန်နယ်ရဲ့အတက်ကန်နယ်နဲ့မဖောက်နိုင်ခဲ့ဘူးဆိုရင်ရေလိုအနေနဲ့ပြန်ရောင်းမယ်ပေါ့နော်ဆိုတော့ဘယ်ဈေးတန်းလောက်ထိမြတ်ပိုင်းလို့ရမလဲဆိုတော့ဒီ4569 68မှာပဲမြတ်ပိုင်းထားမယ်ပေါ့နော်ဆိုတော့ဒီနေ့အတွက်အဓိကစောင့်ကြည့်ရမယ့်ဇုံလေးကဒီဇုံလေးနှစ်ခုလို့ပြောလို့ရပါတယ်ရှင်ကမ္ဘာရွှေကိုအယောင်းဝယ်လုပ်တဲ့အခါမှာဒီလိုကိုကရောင်းမဝယ်မှာဖြစ်ခဲ့နေတော့မှ loss side အနေငယ်ပဲတုံးထားရဆိုရင်အရင်ဆိုရင်ကြမလို့ပါဘူးဒါကြောင့်မို့အယောင်းဝယ်လုပ်တဲ့အခါမှာကိုယ့်အကောင့်ထဲမှာရှိတဲ့ deposit နဲ့ကိုက်ညီမဲ့ loss side ကိုအသုံးပြုပြီးတော့မှအယောင်းဝယ်လုပ်စေချင်ပါတယ်ရှင် over loss side တွေမသုံးစေချင်ပါဘူးover trade တွေမလုပ်ဘဲနဲ့ပုံမှန်လေးအယောင်းဝယ်လုပ်သွားမယ်ပုံမှန်လေးအကျိုးမြတ်ရှာသွားမယ်ဆိုရင်တော့တစ်လတာအတွင်းမှာ profit ကောင်းကောင်းရှာဖွေနိုင်မှာဖြစ်ပါတယ်ရှင်ကမ္ဘာရွှေဈေးကွက်ဆိုတာကအရှုံးနိုင်ကြီးရောမျက်နိုင်ကြီးရောရှိရဖြစ်တဲ့အတွက်ကိုနားလည်မှသာအယောင်းဝယ်လုပ်စေချင်ပါတယ်ကိုတိုင်းကဒီဈေးကွက်အကြောင်းတွေဘာမှနားမလည်ပဲနဲ့သွားပြီးတော့မှအယောင်းဝယ်လုပ်မယ်ဆိုရင်တော့ရှုံးနိုင်ကြီးပုံများရပေါ့နော်ဆိုတော့ဒီကမ္ဘာရွှေနဲ့ပတ်သက်ပြီးတော့မှအခြေခံပညာရပ်တွေကိုလေ့လာခြင်းနဲ့ဆိုရင်ပွင့်ဖြူရဲ့သင်တန်းမှာဓာတ်ရိုက်လေ့လာလို့ရပါတယ်ဇွန်ကနေဓာတ်ရိုက်သင်ကြားပေးရဖြစ်ပါတယ်ရှင်
တင်နန်းတက်ဖို့အချိန်မရဘူးဆိုရင်တော့မှကိုအားမဲ့အချိန်နဲ့အဆင်ပြေလို့ညှိပြီးတော့မှတက်ရောက်လာလို့ရပါတယ်Forest Trading လုပ်ငန်းကြောင်းကမ္ဘာ့ရွှေလုပ်ငန်းကြောင်းတွေကိုအခြေခံကနေစပြီးတော့မှဈေးဘက်ကိုကိုယ်တိုင်ခံမှန်းပြီးတော့မှအယောင်းဝယ်လုပ်နိုင်တဲ့အထိစနစ်တကျလေ့ကျင့်သင်ကြားပေးရဖြစ်ပါတယ်ဆိုတော့ trading ကိုစိတ်ဝင်စားတဲ့ကမ္ဘာ့ရွှေအယောင်းဝယ်လုပ်တာတွေကိုလည်းစိတ်ဝင်စားတယ်ဘယ်ကနေစရမလဲမသိသေးတဲ့သူတွေအတွက်ဝတ်ဖြူရတင်နန်းကနေတက်ရောက်ပြီးတော့မှအဆင်ပြေလေ့လာနိုင်ပါတယ်ရှင်ပြီးတော့လက်တွေ့အယောင်းဝယ်လုပ်ဖို့အကောင့်ဖွင့်ခြင်းတဲ့သူတွေအတွက် trading အကောင့်ဝန်ဆောင်မှုတွေလည်းပြုလုပ်ပေးပါတယ်ကိုယ့်အကောင့်ကဖွင့်လို့မရတာ trading အကောင့်ဘယ်လိုဖွင့်ရမလဲမသိတာမျိုးတွေပါတယ်ဆိုရင်လည်းလာပြီးတော့မှအကြံဉာဏ်တောင်းလို့ရပါတယ်လာပြီးတော့မှလည်းဖွင့်ခိုင်းလို့ရပါတယ်ရှင် trading အကောင့်တွေကိုလည်း service ဖြစ်မယူဘဲနဲ့ free ဖွင့်ပေးပါတယ်ဆိုတော့ trading နဲ့ပတ်သက်ပြီးတော့မှအသေးစိတ်လေ့လာချင်တာပဲဖြစ်ဖြစ် trading အကောင့်နဲ့ပတ်သက်ပြီးတော့မှစုံစမ်းချင်တာပဲဖြစ်ဖြစ် Messenger ဒါမှမဟုတ် Telegram အကောင့်ကနေဆက်သွယ်ပြီးတော့မှအသေးစိတ်စုံစမ်းမိ